အားလုံးပဲမင်္ဂလာဗျာဆိုကာတီယူချန်နယ်လေးပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာညီကတို့ဒီနေ့ညမှာရှင်ပန်ကစားမယ် FIFA Club ကမ္ဘာဖလားပြိုင်ပွဲတရားမှာချက်စီနဲ့ဖလာမင်ဂိုရိပွဲစဉ်ပွဲကျော်3သက်ချက်လေးတင်ဆက်ပေးသွားပါမယ်ဒီအားလုံးမင်္ဂလာပါเนาะမနေ့ကတော့ကျွန်တော်ဒီအပေါင်းပြရမှာကျွန်တော် YouTube နှစ်ပွဲပေးခဲ့ပါတယ်เนาะပါမီယာကိုအောင်နဲ့ကျွန်တော် Edigo Body เนาะကွက်တီပါမယ်เนาะပါမီယာဆိုရင်ကျွန်တော်2စီဆိုတဲ့ရလန်နဲ့နိုင်သွားပါ Edigo ဆို13ရလန်နဲ့ပေါ့เนาะအဲကြောင့်မနေ့ကညီကတို့လိုက်ကစားညီကိုတော့နှစ်ပွဲလုံးရလိုက်မယ်လို့ထင်ပါတယ်ပြီးကျွန်တော် BMB မှာလည်းကျွန်တော်၄ပွဲရွေးချယ်ပါတယ်เนาะတစ်ပွဲတည်ပေါ့ပိုတိုကိုအောက်ပေါ့เนาะပိုတိုကိုအောက်တစ်ပွဲတည်နေကျွန်တော်တည်ကြပါပါတယ်ကျန်တဲ့3ပွဲလုံးအောင်ပါတယ်เนาะပါမီယာကိုအောက် Edigo Body နောက်ဆုံး PSG နောက်ဆုံးပွဲတော့ကျွန်တော် PSG Body ကြောက်တဲ့အတွက်ကိုအောက်ပေးခဲ့တယ်ပေါ့เนาะအဲကြောင့် BMB မှာအနေနဲ့ကလည်းအဆင်ပြေပါတယ်เนาะဒီ3ပွဲလုံးအဆင်ပြေပါဗျအဲ့ဒီနေ့တောက်ကြနေပေါ့เนาะတောက်ကြနေကျွန်တော်ကစားမဲ့ပွဲစဉ်တွေပေါ့เนาะပွဲစဉ်တွေထဲမှာကျွန်တော်၄ပွဲတော့ရှိမယ်ကျွန်တော်တစ်ပွဲပဲဒီနေ့ရွေးထုတ်ထားတယ်เนาะအဲ့ပွဲစဉ်လေးတော့ကျွန်တော်ချက်စီနဲ့ဖလာမင်ကိုပွဲစဉ်လေးပေါ့เนาะကျွန်တော်ချက်စီဘက်ကကျွန်တော်စတီဂျီ1 plus 90ကိုပေါင်းသေး2 minus 80ကိုလက်ရှိကြေးပြောင်းပါဆိုတော့ချက်စီပေါ်စီကျလာပါတယ်เนาะတေ56ပေါ့56ဆိုကျွန်တော်60ပေါ့เนาะတေ60ကိုပေါင်းစီကကျွန်တော်နှလုံး minus 40ပေါ့เนาะ40ဆိုတော်တော်လေးဆင်းလာပါတယ်ကိုပေါင်းစီရော body စီရောဆင်းလာပါတယ်ဒီကြေးရဆိုရင်ကျွန်တော်ရဲ့ဒီ3သက်ချက်အမြင်ကြေးရဆိုရင်เนาะဘူဂီနီနဲ့ချက်စီဖလာမင်ကိုနိုင်ဖို့အတွက်တော်တော်လေးကိုရုံးတင်ရလိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်စီတေလောက်ကိုကြိုက်တယ်ပါเนาะဘူဂီနီနဲ့တေလောက်ကြိုက်တယ်ပြီးဂိုးပုံစံကြိုက်တယ်အေးနိုင်သွားမယ်ဆိုရင်တော့တစ်ဖက်ပေါ့เนาะချက်စီဘက်က1 0နဲ့နိုင်ဝိုင်းနိုင်မယ်ဖလာမင်ကိုဘက်ကလည်း0နဲ့နိုင်ဝိုင်းနိုင်ပါเนาะဒါကြောင့်ပြောရမယ်ဆို body 0ကိုပေါင်း0အရင်အောင်ကြာနေပါတယ်ပြီးကျွန်တော်ဒီချက်စီပေါ့เนาะချက်စီကဆိုရင်ကျွန်တော်ကိုကစားသမားတော့အဆုံးနေမယ်ကျွန်တော်လုံးကြီးလေးကိုကန်တယ်လို့ပဲလုံးဝ strong ပုံစံမျိုးနဲ့လူစင်းထုတ်လာဖို့တော့ရှိတယ်ပြီးတော့သူကိုပတ်မှာပေါ့เนาะအလယ်မှာကိုပတ်မှာဂိုင်းစီတူကျွန်တော်ဒီလက်ပေါ့เนาะဒီလက်ကတော့ကျွန်တော်ဝယ်ထားတာเนาะနောက်ဝယ်ထားတဲ့ကစားသမားတစ်ပါဒါကြောင့်တေချာလေးတော့ချက်စီဘက်ကလူစင်းပြင်ဆင်လာဖို့ရှိတယ်ဘာလို့ဆိုတော့ဒီနှစ်သင်းလုံးရဲ့အုပ်စုစရာမှာဆိုရင်ဖလာမင်ဂိုကလည်း3မှတ်ရထားတယ်ချက်စီကလည်းကျွန်တော်3မှတ်ပေါ့เนาะရမယ်နှစ်သင်းလုံးက3မှတ်စီရထားတဲ့အသင်းတွေဖြစ်တဲ့လေအောင်ကျွန်တော်ဒီဘက်ကတေချဝါနိုင်ရင်လည်းတယောက်တမက်စီခွဲယူရင်လည်းယူသွားနိုင်တယ်ဖလာမင်ဂိုတင်းကတော့ကျွန်တော်ဘရာဇီးသမားအစုံလင်နဲ့ကိုတေချာဖွဲ့စည်းထားတဲ့အသင်းဖြစ်ပါတယ်ဒါကြောင့်ဒီကြေးရဆိုရင်တော့ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ကျွန်တော်ချက်စီ body တော့နည်းနည်းလေးတော့ကြိုက်တယ်ဘာလို့ဆိုတော့တေ90ရာချက်စီနိုင်ဝိုင်းနဲ့နိုင်ဝိုင်းနိုင်တယ်တေမနိုင်တော့တော့ပေါ့နော်ညီကိုအနေနဲ့ရင်းရမယ်ဆိုရင်တော့ချက်စီ body နေမယ်ဆိုရင်တော့ကျွန်တော်150လောက်တော့ရင်းရလိမ့်မယ်ချက်စီကတ်နိုင်ဝိုင်းမယ်ဆိုရင်တော့ကျွန်တော်1ပေါ့နော်အဲ့လိုမျိုးကတ်နိုင်ဝိုင်းနိုင်တယ်ကျွန်တော်ကတော့ချက်စီ body တော့ကြိုက်မိတယ်ဂိုးပေါင်းစီရဆိုရင်တော့ကျွန်တော်ဂိုးအောက်ပုံစံပါပဲဗျာနှလုံး80ရာနေကျွန်တော်နှလုံး -50 ကဂိုးအောက်သွားဖို့တော့များတယ်ပေါ့နော်ပြီးကျွန်တော်ဒီဂျိုဂျင်ပေါ့နော်ဖလာမင်ဂိုရဲ့ကစားသမားဂျိုဂျင်ကကျွန်တော်ဒီအသင်းဟောင်းနဲ့ပြန်ပြီးတော့ရင်ဆိုင်မှာပေါ့နော်ဒါကြောင့်ဒီပွဲကလည်းကြီးကောင်းမဲ့ပွဲတစ်ပွဲလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ခုနပြောသလိုပေါ့နော် body စီရောကိုကောင်းစီရောကြားတဲ့အတွက်ကျွန်တော်ချက်စီ body တော့ရင်းလိုက်မယ်ဗျာဘာလို့ပြား60တော့ရင်းရမယ်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်ရဲ့3လက်ချက်အတွေးရဆိုရင်တော့ကျွန်တော်ချက်စီတစ်လုံးလောက်နဲ့တော့ပြီးသွားနိုင်မယ်လို့ထင်တယ်ဖလာမင်ဂိုကဒါပေမဲ့ကစားခက်ပေမဲ့တစ်လုံးလောက်တော့ချက်စီနိုင်သွားမယ်လို့ထင်တယ်ဒါကြောင့်ကျွန်တော်ဒီနေ့စိတ်ကြိုက်တပွဲကောင်းရွေးချယ်မှုကတော့ချက်စီ body တော့ကြိုက်တယ်ပြီးရင်ကျွန်တော်ဘင်ဖီကာပွဲကြီးပြင်းပါတယ်เนาะဘင်ဖီကာပွဲကကျွန်တော်ဒီဘိုင်မြူနစ်ကကျွန်တော်အော့ကလန်စီးတီးကိုပေးခဲ့တော့ကျွန်တော်9လုံးပလက်50ပြီးရင်ကျွန်တော်ကိုပေါင်းလေး6လုံးပလက်ပဲပေးရပေါ့ဒီနေ့ဘင်ဖီကာပေးတဲ့စီကများပါတယ်เนาะကိုစတင်ကြီးတော့ကျွန်တော်6လုံးမိုင်းနဲ့50ရှုံးပြီးကျွန်တော်ကိုပေါင်းလေးခလုံးလုံးပလက်50ပေါ့เนาะခလုံး50နိုင်တင်ထားတယ်ခုလက်ရှိကြီးပြောင်းလို့9လုံးတည်ကိုပေါင်းလေး6လုံးပလက်50ပေါ့เนาะဒါကြောင့်ဘင်ဖီကာပွဲတော့အစောပွဲလေးဖြစ်တယ်ညီကိုအနေနဲ့ရှောင်းပါချက်စီနဲ့ဖလာမင်ကိုတော့ကျွန်တော်ရွေးချယ်မှုကတော့ချက်စီ body ကြိုက်တယ်ကိုပေါင်းစီစော့ကျင်တဲ့ညီကိုတွေကတော့ကျွန်တော်ကိုဟောက်တော့ကြိုက်တယ်ပေါ့နော်ကိုဟောက်တော့သွားလိုက်မယ်ပါချက်စီနိုင်ဝိုင်းတယ်ကျွန်တော်ကတော့ဇီးခွန်းတော့တွတ်တယ်ဇီးဆိုရင်တော့ညီကိုအနေနဲ့ပြား60တော့ရှင်းရမယ်ပေါ့နော်ဒါချက်စီ body ကြိုက်တယ်ပြီးကြောင်လောချိန်နဲ့2နှစ်လောချိန်လေးကတော့ကျွန်တော်ပြောမယ်ဆိုရင်တော့ကြီးမှန်တယ်လို့ပြောလို့ရတယ်1 plus 90စာတီကြီးကကိုပေါင်းစီနှလုံးမိုင်းနဲ့50ပေါ့နော်နှလုံးမိုင်းနဲ့50ပေါ့နော်ခုလက်ရှိဒီမှာဆိုရင်တော့ကျွန်တော်တို့တေးအပြေရှုံးလောဂျီလီဘက်ကပြီးကိုပေါင်းကြီးကနှလုံး100တိပြန်တက်လာတယ်ပေါ့နော်ဒါကြောင့်လောဂျီလီသွားမယ်ဆိုရင်ကျွန်တော်1 0မဟုတ်လား2 0တော့သွားလိမ့်မယ်ပြီးကျွန်တော်တပွဲကတော့နောက်ဆုံးပွဲပေါ့နော်9 နာရီခွဲမနေ့9 နာရီခွဲကံမဲ့ပွဲရတော့ဘိုင်မြူနစ်နဲ့ဘူကာဂျူနီယာဘိုင်မြူနစ်ကြီးပြော့ပါတယ်နော်နှလုံးပလက်30စာတီကြီးကကိုပေါင်းကြီး3လုံးမိုင်းနဲ့50ပေါ့နော်ခုလက်ရှိကြီးမှာဆိုရင်ဘိုင်မြူနစ်ကနှလုံးသွင်းတာနဲ့အပြည့်စားပေါ့နော်နှလုံး90တိတက်လာတယ်ဂိုးပေါင်းကြီးကတော့ကျွန်တော်3လုံးတည်းတိတက်တယ်ဒါကြောင့်ဘိုင်မြူနစ်ပွဲတော့ညီကိုအနေနဲ့ PSG လို့လုပ်ရင်လည်းလောက်နိုင်တယ်ဘိုင်မြူနစ်ကကျွန်တော်3မှတ်ရထားပြီးသားဘူကာဂျူနီယာကိုဒီထက်တော့ပေးတင်တယ်ပြောမယ်ဆိုရင်တော့ဘိုင်မြူနစ်ကစားပုံအားနေဆိုရင်ဒီထက်တော့ body စီမြင့်ရမယ်ဒါပေမဲ့ body စီကအရန်အောင်နေနေပါတယ်ဒါပေမဲ့ဒါကြောင့်ဘိုင်မြူနစ်ပွဲတော့ရှောင်ပါတယ်เนาะကျွန်တော်ဒီနေ့စိတ်ကြိုက်တဲ့ပွဲကောင်းတော့ချက်စီနဲ့ဖလာမင်ကိုမှာကျွန်တော်ချက်စီ body ကြိုက်တယ်ညီကိုအနေနဲ့မင်းရလိုပဲထက်တူအပေါင်းပြနိုင်ပါသေးလို့ကျွန်တော်
စုမကောင်းတော့ဝယ်ပါเนาะကျွန်တော်စီမှာတော့ညီကိုအနေနဲ့ဒီ time back ကြက်မွေဘောလုံးကစားခြင်းနဲ့ညီကိုလေး slot ကစားခြင်းညီကိုရယ်เนาะကျွန်တော်ဒီမှာဆိုရင်မွေးကြီးတရားရကနုစိတ်ရတာကစားလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်အာမခံပေးရဖြစ်တဲ့အတွက်လုံးဝ 100% ယုံကြည်ကစားလို့ရပါတယ်เนาะဒီမြန်မာဝင်တဲ့ညီကိုတွေအတွက်ကတော့ကျွန်တော်ကဒီကျွန်တော်စီမှာကစားပြီးတော့အကောက်ဖွင့်ဝင်သင်းကစားညီကိုတွေအတွက်ကျွန်တော်ဒီတရားဒီလုံးစာပေါ့เนาะကျွန်တော် BNB မြန်မာ group ကိုချပေးပါတယ်เนาะ free ပေးတာပါเนาะကျွန်တော်ဒီ YouTube channel လေးပေါ့เนาะ Spoken YouTube channel ကို like subscribe နဲ့အားပေးပါပါအောင်เนาะပြီးရင်ကျွန်တော်ရဲ့ဒီ comment box လေးမှာကျွန်တော် Telegram channel လေးချပေးရတယ်အဲ့ channel လေးမှာဆိုရင်ကျွန်တော်မောင်းကတ်တွေတင်ပေးပါเนาะဒီမောင်းကတ်တို့ကျွန်တော်အများနဲ့တင်ပေးပါပြီးတပွဲကောင်းတယ်မနေ့ကဆိုရင်ကျွန်တော်တပွဲကောင်းနဲ့တင်တာတောက်လျှောက်နိုင်ပါတယ်เนาะဒါကြောင့်ဒီ Telegram channel လေးကို subscribe လေးလုပ်ထားပေးပါ join ထားပေးကြပါเนาะကျွန်တော်အားပေးတဲ့ညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်ဗျဒီနေ့ကပဲနှုတ်ဆက်လာပါတယ်เนาะ